ဘာလေးရောယူမယ်ထမိန်လေးတွေရောကြည့်ချင်နေရတော့ ကြိုက်တယ်လို့ဟဲ့ဟိုအဲ့ဒီလိုအေးလေးပဲချပြလိုက်အောင်လေဟာ အာနာဆရာကြီးတပည့်ရဲ့ဒီမှာနော်အေးတိုက်တယ်နော်အေးတိုက်တယ်နော်ဒေါ်လေးမွားပြောနေမေကိုပြန်ပြောမဲခိုင်ရဲ့မနေသမီးပြန်ပို့ခဲ့ပြီနော်ဒီသမီးမလဲထိုင်ရခက်ပါတော့ပို့ခဲ့တယ်နော်အစုံပါပြီပါ တော်မ ဟဲ့ သမီးကိုတိရစ္ဆာန်ဥယျာဉ်မပို့ပဲခွေးပြခဲ့တယ်ဆို ပို့တယ်လေဒေါ်လေးမွားပို့တယ်လေ ဟုတ်တဲ့ခွေးပြခဲ့တာတဲ့ဒါရှင်လူလည်းမကြားနဲ့လေပြီးတော့ဗါတဲ့ကစားကွင်းဆိုပြီးတော့ပန်းချန်တာအာနာစားမှာကလေးကိုလှည့်ခဲ့တယ်စော မဟုတ်ပါဘူး你ချက်ပြပြောပါနဲ့အဲ့ဒါကစားကွင်းမဲ့လေ လက်ခပဲဗျာခမရသမီးကိုကူခေါ်ပြီးတော့ထိမ့်ပေးရသေးတယ်အဲ့လိုတော့မပြောနဲ့လေဗျာ ။နေကဘာကိစ္စရှာရှင်းနေရတော့သူ့သမီးကိုစိုက်တိုင်းလာပြီးရှာမရှင်းနဲ့ဒီပါတီလို့တော့ तू ကငါသမီးကိုလူလဲကြတာသိလား မဟုတ်ပါဘူးဟဲ့ပို့ပါတယ်နင်ကလေးကမပြောတတ်ပဲနဲ့ ဘာမပြောတတ်မှလဲ